ငိုလိုက်ရတဲ့နေ့တွေကလေးလေးပါပဲကုပုချီတွေးတတ်တယ်လို့သူများအကြောင်းတိတ်မသိချင်ဘူးအတားနာမှာကိုတိတ်ကြောက်လို့ဆိုင်ကယ်မစီးတတ်ခဲ့ဘူးဘဝကနုပညာကြောင့်မတက်ခဲ့ရပေမဲ့နုပညာသမားဖြစ်လာရတယ်အင်းနီနာတစ်တာကားလေးတွေတုပ်ပြီးပေးတဲ့ဦးလေးကြီးကလည်းခုတော့မရှိချတော့ဒီမှာလဲကားလမ်းတွေရောက်လာတယ်ဒါပေမဲ့ကုန်စည်နှုန်းတွေကတော့မချနာပဲလူရှိမှုလေးရင်ပင်မများလမ်းမနေပြီလေဒီနေ့ပိုင်းတွေမှာလမ်းတွေများလာဒါကြောင့်ကိုငွေတော့ဘူးဆိုတော့ကိုတိလာစူးဆုံးကတော့ကိုမလို့ချင်းတဲ့ဒုက္ခတန်ရာတွေကလည်းကိုယ့်ဘောကိုကူးကြတယ်လို့နေရာလက်မကျွေးရောက်လာတယ်လို့ဒီက22ရက်6လ2025